ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ News Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်များရှင်ဒီနေ့ဇူလိုင်လ28ရက်နေ့မှာစ၍တပတ်တာထူးခြားမိုးလေဝသနဲ့မုတ်တုံသတိပေးချက်တွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်များရှင်မိုးလေဝသသတင်းတွေကိုစူးစီးတင်ဆက်ပေးတဲ့ဆိုတာကြိုတင်သိရှိနိုင်ပြီးတဘာဝပေးအပ်နေတွေကနေကြိုတင်ကာကွယ်နိုင်ရန်အတွက်ဖြစ်ပါတယ်။ဇူလိုင်လ28ရက်နေ့ကစပြီးလာမယ့်တပတ်တာအတွင်းမှာခန့်မှန်းရရှိထားတဲ့ထူးခြားမိုးလေဝသနဲ့မိုးသက်ထန်စွာရွာသွန်းနိုင်မှုအခြေအနေတွေကိုစူးစီးတင်ဆက်ပေးရမယ်ဆိုရင်ဇူလိုင်လကုန်နဲ့ဩဂတ်လဆန်းကူပြောင်းတပတ်တာဟာအကဲဆက်တဲ့ရာသီဥတုကာလတစ်ခုဖြစ်ဆိုရမှာပါရှင်။မုတ်တုံလေးအားကောင်းရာကနေအလွန်အားကောင်းလာနိုင်တာကြောင့်တိုင်းနဲ့ပြည်နယ်တော်တော်များများမှာမိုးရွာသွန်းမှုပုံမှုထူထပ်လာဖို့ရှိပါတယ်အထူးသဖြင့်ရေကြီးရေရှမ်းမှုနဲ့မြေပြိုမှုအနေတွေကိုအထူးသတိပြုရတော့မယ်ဒိဗေကိုတက်ရောက်နေပါတယ်မုတ်တုံလေးခြေနေနဲ့တိမ်တိုင်းဖြစ်ပေါ်မှုတွေကိုတင်ဆက်ပေးပါအောင်မယ်ပထမဦးစွာပင်လယ်ပြင်နဲ့မုတ်တုံလေးခြေနေကိုကြည့်ရမယ်ဆိုရင်လက်ရှိဘင်္ဂလားပင်လယ်အော်အောက်ပိုင်းနဲ့ကပလီပင်လယ်ပြင်တို့မှာမုတ်တုံလေးအလွန်အားကောင်းနေပြီးပင်လယ်ပြင်ပေါ်မှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရဝင်းရိုက်ခတ်မှုတွေကြောင့်နောက်တောင်မုတ်တုံလေးဟာမြန်မာနိုင်ငံအတွင်းကိုဆိုးဆွတ်တဲ့လေပူဆိုးရက်တွေကိုမပြတ်မတောက်ပို့ဆောင်ပေးနေပါတယ်ဒါရင်မကသေးပါဘူးရှင်ကုန်းတွင်းပိုင်းမှာဖြစ်တဲ့အိန္ဒိယနိုင်ငံရှေ့ပိုင်းနဲ့မြန်မာနိုင်ငံထပ်ပိုင်းဒေသအချို့မှာလေပွေလိုင်းနေဒါမှမဟုတ်လေပြင်းနဲ့ဆဲရီဆက်လက်အားကောင်းနေတာကြောင့်မိုးတိမ်တိုက်တွေဟာပုံမထူထပ်လာနေပါတယ်။ဒါမဲ့48နာရီကနေ92နာရီတွင်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာလေပြင်းနဲ့ရပ်ဝန်းတစ်ခုပုံမအားကောင်းလာနိုင်တာကိုလည်းစောင့်ကြည့်ဖော်ပြချက်တွေမှပြင်တွေ့ရပါတယ်။ဒီတစ်ပတ်တွင်ဒေသလိုက်မွေးရွာသွန်းမှုခြေတွေကိုခွဲခြားကြည့်ရမယ်ဆိုရင်ကမ်းရိုးတန်းဒေသတွေနဲ့တနင်္သာရီတိုင်းရခိုင်ကမ်းရိုးတန်းအေရရီမြို့အကျုံးပေါ်မွန်နဲ့တနင်္သာရီတိုင်းဒေသကြီးတွေမှာမိုးလွန်ထူထပ်နေပြီးမိုးကြိုးပစ်တာလေပြင်းတိုက်ခိုက်တာတွေနဲ့အတူနေရာကွက်ပြီးမိုးကြီးနိုင်ခြေ80ရာခိုင်နှုန်းထက်တည်ရှိနေပါတယ်။ရခိုင်နဲ့တနင်္သာရီကမ်းရိုးတန်းတခြားပင်လယ်ပြင်မှာလှိုင်းကြီးနိုင်ပြီးလှိုင်းမြင့်မှာ10ပေကနေ12ပေတည်ရှိနိုင်ပါတယ်။အောက်မြန်မာပြည်နယ်ဗဟိုဒေသတွေဖြစ်တဲ့ရန်ကုန်ပဲခူးအေရဝတီနဲ့ကရင်ကယားပြည်နယ်တို့မှာမိုးများနေရာကျသွန်းနိုင်ပြီးအချို့နေရာတွေမှာမိုးရေချိန်မြင့်မားစွာရွာသွန်းနိုင်ပါတယ်။မြို့ပြရေဝတ်မှုအန္တရာယ်တွေကိုရန်ကုန်နဲ့ပဲခူးမြို့ကြီးတွေမှာအထူးသတိပြုကြဖို့လိုအပ်လာပါတယ်ရှင်။မြန်မာနိုင်ငံထပ်ပိုင်းနဲ့တောင်တန်းဒေသတွေကိုခြုံငုံလေးလာရမယ်ဆိုရင်စကိုင်းတိုင်းထပ်ပိုင်းကချင်ချင်းနဲ့ရှမ်းပြည်နယ်တို့မှာမိုးနေရာကွက်ကြားမိုးစေရွာသွန်းနိုင်ပြီးတောင်တန်းဒေသတွေဖြစ်တာကြောင့်မိုးဆက်တိုက်ရွာသွန်းမှာကတောင်ပြိုမှုမြေပြိုမှုနဲ့တောင်ကျရေစီးဆင်းမှုတွေကိုအထူးသတိထားမှာဖြစ်ပါတယ်။အခုလိုမိုးထူထပ်စွာရွာသွန်းမဲ့ဇူလိုင်28ရက်ကနေဩဂတ်လဆန်းဒီကာလတွေမှာတဘာဝပေးရနေတဲ့3ခုကိုအဓိကသတိထားကြဖို့တိုက်တွန်းပါရစေ။နံပါတ်1ချက်မြေမြစ်တက်မှုနဲ့ရေကြီးရေရှမ်းမှုအေရရီမြစ်ချင်းတွင်မြေစစ်တောင်းမြစ်နဲ့တန်လွင်မြစ်ကြောင်းတခြားမြို့နယ်များမှာမိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့်မြေရာစိုးရင်ရေမှန်အနေဒါမှမဟုတ်စိုးရင်ရေမှန်အထက်ကျော်လွန်ရောက်ရှိလာနိုင်ခြေများနေပါတယ်။မြေကမ်းနီးမြေနေပိုင်းမှာနေထိုင်ကြသူတွေအနေနဲ့ဘေးလွတ်ရာပြင်ဆင်စုဖွဲ့မှုတွေကိုအမြန်ဆုံးမပြတ်မကွက်စီစဉ်ထားသင့်ပါတယ်။ဒုတိယအချက်ကတော့တောင်ကျချောက်ရည်နဲ့မြေပြိုမှုအန္တရာယ်ဖြစ်ပါတယ်ရှင်။ချင်းပြည်နယ်စကိုင်းထက်ပိုင်းနဲ့ကဲရန်တောင်တန်းဒေသတွေမှာအဆက်မပြတ်မိုးရွာသွန်းမှုကြောင့်မြေစီလွှာရေပြေဝပြီးတောင်ပြိုတာမြေပြိုတာတွေဖြစ်ပွားနိုင်သလိုတောင်စင်းလမ်းတွေမှာမော်တော်ယာဉ်မောင်းနှင်သူများအထူးသတိပြုပါရင်တိုက်တွန်းပါစေရှင်။တတိယချက်ကတော့ပင်လယ်ပြင်အန္တရာယ်ဖြစ်ပါတယ်။ကဲနီကန်ဝင်းငါးဖမ်းရေရင်များသင်္ဘောများနဲ့ခီးတဲ့တင်ရေရင်တို့အနေနဲ့အိုင်းလီကျန်းတမ်းမှုသတိပေးချက်တွေကိုစနစ်တကျလိုက်နာပြီးပင်လယ်ပြင်ထွက်ခွာမှုတွေကိုခိတ္တဆိုင်းငံ့ထားသင့်ပါတယ်။ဒါမှမဟုတ်အထူးဂရုစိုက်ဆေးလွတ်တာမျိုးတွေဆောင်ရွက်သင့်ပါတယ်ရှင်။ပရိသတ်များရှင်ဒီတစ်ပတ်ရာသီဥတုအခြေအနေဟာစိုးရိမ်ဖွယ်စောင့်ကြည့်ရမယ့်အနေအထားဖြစ်ပါတယ်။2026ခုနှစ်ဇူလိုင်28ရက်နေ့မွန်လွဲ2နာရီကထုတ်ပြန်ချက်တွေမှဒီလာသုံးသပ်ရမယ်ဆိုရင်ယမန်နေ့မနေ့9နာရီခွဲချိန်မှာယနေ့မနေ့9နာရီခွဲချိန်ဒီမိုးလေဝသတိုင်းထွာချက်အချင်းရောက်လွန်ခဲ့သော24နာရီတွင်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြားမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲကျဲချင်းပြည်နယ်မှာနေရာစိတ်စိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြောင်းမိုးထစ်ကြုံရခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်တို့မှာနေရာကွက်ယူမိုးကြီးခဲ့ပါတယ်။ပတ်သားပွဲရမွေးရချိန်တွေဟာစစ်တွေမြို့မှာ9.1နှစ်လက်မှာတထုံမြို့မှာ9.5တက်လက်မှာခရဲမြို့မှာ4.6တက်လက်မှာ
ဘီလင်းမြို့မှာ4.13လက်မှာပူတာအောင်မြို့မှာ3.66လက်မှာရန်ကုန်မင်္ဂလာတုံမြို့နယ်မှာ3.23လက်မှာဗိတ်မြို့မှာ3.15လက်မှာရေးမြို့မှာ3.38လက်မှာကြောက်ပြမြို့တို့မှာ3.33လက်မှာနဲ့ပေါင်မှာ1.89လက်မှာတို့ဖြစ်ကြပါတယ်ရှင်။ဘင်္ဂလားပင်လယ်အော်အခြေအနေရယနေ့မြန်မာစံတော်ချိန်စံနိုင်ခွဲချိန်တိုင်းထွာချက်တွေရာအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ဟယ်ဒီယာမြို့ရဲ့အနောက်ဘက်နဲ့ဒီကာမြို့ရဲ့အရှေ့ဘက်ကမ်းခြေဒေသတို့ကြားဖြတ်ကျော်ခဲ့တဲ့မုန်တိုင်းငယ်ဟာအနောက်မြောက်ဘက်ကိုရွှေ့လျားခဲ့ပြီးအော်ရီတာပြည်နယ်မြောက်ပိုင်းကိုရောက်ရှိခဲ့ပါတယ်။အဆိုပါမုန်တိုင်းငယ်ဟာအနောက်မြောက်ဘက်ကိုဆက်လက်ရွှေ့လျားနိုင်ပြီးအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်မြောက်ပိုင်းဂျကန်းမြို့တောင်ပိုင်းနဲ့ချက်ကစ်မြို့ပြည်နယ်မြောက်ပိုင်းတို့မှာဆက်လက်ဖြတ်ကျော်ကတဖြည်းဖြည်းအားလျှော့သွားမယ်လို့ခန့်မှန်းချက်တွေမှာဖော်ပြထားပါတယ်ရှင်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလျာကောင်းနေပြီးကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တင်းတမတိမ်ထူတက်နေပါတယ်။မနေ့ပြမနေ့တိခမ်းမှန်းချက်ရမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကေအာပြည်နယ်တို့မှာနေရာကျကျမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံ့ပြမိုးထစ်ချုံရွာနိုင်ပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာနေရာခွဲ၍မိုးကြီးနိုင်ပါတယ်။ရွာရန်နှုန်းပြဖြစ်ပါတယ်ရှင်။မိုးတိမ်အောင်ဖြစ်ပေါ်မှုအခြေအနေရရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်တို့မှာမိုးတိမ်အောင်ဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်အောင်များရွှေလျားရနေရတခြားမိုးရွာသွန်းခြင်းနဲ့တူလေးပြင်းတိုက်ခတ်ခြင်းမိုးထစ်ကျုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှအကြံပြုအပ်ပါရရှင်မြန်မာပင်လယ်ပြင်မြဝကျုံမောရခိုင်ကမ်းရိုးရင်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံပန်ရံကမိုးသက်လေးပြင်းများကြောက်ရောက်ပြီးလိုင်းကြီးနိုင်ပါတယ်မိုးသက်လေးပြင်းကြခြင်းရေပြင်းမြေပြင်းလေးဟာတနအီကို35မိုင်ထိတိုက်ခိုက်နိုင်ပြီးလိုင်းမြင့်မှာမြဝကျုံမောရခိုင်ကမ်းရိုးရင်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ10ပေမှ12ပေခန့်ရှိနိုင်ပါတယ်မုတ်တမကွေမွန်တနင်္သာရီကမ်းရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းမိုးသက်လေးပြင်းများကြောက်ပြီးလှိုင်းကြီးနိုင်သလိုမိုးသက်လေးပြင်းကျစဉ်မြေပြင်ရေပြင်လေးဟာတနအီကိုမိုင်30ထိတိုက်ခိုက်နိုင်ပါတယ်။လှိုင်းမြင့်မှာမုတ်တမကွေမွန်တနင်္သာရီကမ်းရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ10ပေမှ10ပေခန့်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်ရဘိုးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာမိုးဆက်လက်ပိုလာနိုင်ပြီးနေပြည်တော်နဲ့နီးထွဲအတွက်မနေ့ဖြန်မနေ့တိခတ်မှတ်ချက်ရမိုးတစ်ကြိမ်တစ်ကြိမ်တစ်ကျုံရွာကရွာရနှုံးပြည့်ဖြစ်ပါတယ်ရှင်ရန်ကုန်မြို့နဲ့နီးထွဲအတွက်မနေ့ဖြန်မနေ့တိခတ်မှတ်ချက်ကမိုးတစ်ကြိမ်တစ်ကြိမ်တစ်ကျုံရွာပြီးရွာရနှုံးပြည့်ဖြစ်တယ်လို့မန္တလေးမြို့နဲ့နီးထွဲအတွက်မနေ့ဖြန်မနေ့တိခတ်မှတ်ချက်ရရကွက်ကြမိုးထစ်ကျုံရွာကရွာရန်လုံးပြည့်ဖြစ်ပါတယ်ရှင်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကိုပြီးဆုံးသည့်ထိအချိန်ပေးပြီးနားဆင်ကြည့်ရှုနေကြတဲ့ပရိသတ်တူးချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။